သာသနာတော်နှစ်2554ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်ပြတ်သူလဘိချော4ရက်2011ခုနှစ်ဇန်နဝါရီ23ရက်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ထေရဝါဒပတ္တရဏီတိန်တော်ကြီးအတွင်းဆင်ရင်ကျင့်ပပြုလုပ်အပ်သည့်ကွယ်လွန်သူဖခင်ကြီးဥယျာစေအာယေစု၍အနှိုင်းမဲ့ဖြစ်သောတရားအလှကိုပေးလူသည့်ဓမ္မသဘင်အခမ်းအနား၌မိသားစု၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောအခွင့်ကောင်းကိုရအောင်ယူတရားဒေသနာတော်ဘုရားမြတ်စွာဘုရားခုံကိုအာယုပြုကာဓမ္မသဘင်ကိုစတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်အသင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဩဇာတဲ့ချစ်လက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနိစွန်ញင်းကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတော့ကိုကရောတော်ဖရာဖြစ်ရန်ဤတန်ကြိုးကုတ်အထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒသနာဒသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော့၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအခွင့်ကောင်းကိုရအောင်ယူတဲ့ဒီစကားကိုအရေးကြီးပြောကြခဲ့တဲ့ထင်မယ်မြတ်စွာဘုရားရဲ့တပည့်သားတာဝကတွေကရှင်ဥပါလိမထေရဆိုတာရှိတယ်ရှင်ဥပါလိမထေရဟာဝိနည်းပိဋကတ်ကိုတာဝန်ယူပြီးတော့ထိမ့်သိမ်းဆောက်ရှောက်ခဲ့တဲ့မြတ်စွာဘုရားရဲ့စီမင်းစည်းကမ်းတွေကိုတပည့်ပရိသတ်တွေအားသင်ကြားပေးခဲ့တဲ့မထေရကြီးဖြစ်တယ်ဘဝတစ်ခုမှာအမှားပြုခဲ့သည့်အတွက်ကြောင့်သူ့ဘဝဟာနောက်ဆုံးအခြေအနေထိအောင်နှိမ့်ကြတဲ့ဘဝကိုရရှိခဲ့တယ်ပေါ့အဲ့ဒါကြောင့်မလို့သူလိုမဖြစ်ရအောင်လို့ဆိုပြီးတော့တတိပေးခဲ့တာဘုန်းကြီးတို့တွေလည်းအလေးနဲ့စဉ်းစားသင့်တယ်ပေါ့အခွင့်ကောင်းဆိုတာကြုံတော့ကြုံတယ်ကြုံမှန်းမသိကြပဲနဲ့သို့မဟုတ်အခွင့်ကောင်းကိုအသုံးမချပဲနဲ့ဘဝတစ်ခုကလက်လွတ်ဆုံးရှုံးသွားကြတာတွေအများကြီးပဲလောကအခွင့်ကောင်းကျုံနေတာကိုကြုံမှန်းမသိလို့ဆုံးရှုံးတာလည်းရှိတယ်သိရတဲ့နဲ့အခြားကိစ္စဝိစ္စတွေနဲ့
မအားဘူးဆိုတာကိုအကြောင်းပြပြီးတော့ဘဝတစ်ခုမှာဒီလိုနဲ့ပြီးဆုံးသွားကြတာလေခွင့်ကောင်းတွေလက်ရွှတ်ဆုံးသွားကြတာလေခွင့်ကောင်းဆိုတာအမြဲတမ်းမရှိဘူးဆိုတာအမှန်တမ်းမှန်တယ်ပေါ့ဒါကြောင့်မို့လို့အခွင့်ကောင်းဆိုတဲ့နေရာမှာအမျိုးမျိုးရှိတယ်ပေါ့ရှင်းတော့ကလျှက်စစ်မီးတွေဘာတွေမရှိတဲ့အခါမှာညကိုအလုံးလုံးချင်ပြီဆိုလို့ရှိရင်လရောင်ကိုအာပြုကြရတယ်ဒါကြောင့်မို့လို့လတ်တာတုံးဘိုင်းငင်းဆိုတဲ့စကားပေါ်လာခဲ့တာနော်ဒါလည်းအခွင့်ကောင်းပဲလဆိုတာအမြဲတမ်းရှိတာမဟုတ်ဘူးတစ်ချိန်လေးတင်ရှိတာခဏပဲရှိတာတိမ်ဖုံးသွားရင်လည်းလဆိုတာထွက်နိုင်ခြင်းမရှိဘူးလရောင်ကလေးရှိတုံးအလုံးလုံးကြရတယ်ဒါအခွင့်ကောင်းကိုသုံးချတယ်လို့ခေါ်တယ်နေပူတုံးစပါးလှမ်းဆိုတာနေလေးပူတဲ့အချိန်မှာလှမ်းကြနေအကြောင်းကိုမိုးရသည်ကြရင်ပိုသိကြတယ်။ဟိုရန်ကုန်ကလူတွေနေပူလေးရဖို့ရအတွက်အမတန်ခဲရင်တော့ဟိုတိုက်အမြင့်ကြီးတွေမှာတိုက်အထက်ကြီးတွေမှာနေတယ်ဆိုတော့နေပူလေးရဖို့ရအမတန်မှခဲရင်တော့အဝတ်ကလေးလှမ်းကျင်လို့ရှိရင်နေပူတဲ့အချိန်လေးမှာလှမ်းကြရတယ်။အရှင်မျိုးသမီးတွေပို့ပြီးတော့သိတယ်။လျှက်စစ်မီးလာမှအလုံးလုံးဖြစ်တယ်ဆိုတဲ့အခါမှာလည်းပဲလျှက်စစ်မီးလာတဲ့အခိုက်လေးဟာဒါအခွင့်ကောင်းပဲလာတော့လေးမှမလုံးလိုက်ဘူးဆိုလို့ရှိရင်လုံးဖို့တော်တော်ခဲရင်သွားတယ်ဘယ်ဟာပဲဖြစ်ဖြစ်အခွင့်ကောင်းဆိုတာချိန်ပိုင်းလေးပဲရတယ်အမြဲတမ်းရမှာမဟုတ်ဘူးဘုန်းကြီးတို့တွေလည်းဒီတိုင်းပဲအခွင့်ကောင်းလေးအခုချိန်မှာရနေတယ်အဲ့တော့လူတိုင်းဟာငါအခွင့်ကောင်းတယ်လို့သိချင်မှသိသိတောင်မှပဲအခွင့်ကောင်းဆိုတာစီးပွားရေးအတွက်ခွင့်ကောင်းလားပညာရေးအတွက်ခွင့်ကောင်းလားများသောအားဖြင့်လူတွေကစီးပွားရေးအတွက်အခွင့်ကောင်းကိုသာအခွင့်ကောင်းလို့သတ်မှတ်ကြတယ်သို့သောစီးပွားရေးတိုးတက်နိုင်တယ်ဆိုတာတဘဝပဲတဘဝတောင်မှတခဏလို့ပဲပြောရအောင်နော်ကိုမျက်စိအောက်မှာတွေပဲချမ်းသာပြီးတော့ဆင်းရဲသွားတဲ့လူတွေလည်းအများကြီးရှိတာပဲပြီးတော့ချမ်းသာပြီးမခံစားလိုက်ရတဲ့လူတွေလည်းအများကြီးရှိတာပဲအဲ့တော့အချိန်ပိုင်းလေးအနေနဲ့အလွန်တိုးတောင်းတယ်အဲ့ဒါကိုအခွင့်ကောင်းလို့သတ်မှတ်ပြီးတော့တခြားပြီးတဲ့အရေးကြီးတဲ့အခွင့်ကိုမစင်စားဘူးဆိုလို့ရှိရင်ဒီတဲ့အရေးကြီးတဲ့အခွင့်တွေဆွဆွနေတာသွားနိုင်သေးတယ်ပေါ့ခုဘုရားဘာသာဝင်သူတော်စင်တွေဖို့မြတ်စွာဘုရားကလမ်းညွှန်ထားတဲ့အခွင့်ကောင်းဆိုတာဘယ်လိုဟာခေါ်တာတော့ဆိုအခုဖျားပွင့်လို့တရားဓမ္မတွေဟောပြောထားလို့သာသနာတော်ကြီးတည်ရှိတယ်အဲ့ဒီတည်ရှိနေတာအခွင့်ကောင်းတစ်ခုပဲနောက်ကိုယ်တိုင်ကစဉ်းစားဉာဏ်ရှိတယ်ကောင်းအကောင်းအဆိုးအကြောင်းအကျိုးခွဲခြားသိနိုင်တယ်ဒီသိနိုင်တဲ့အချိန်လေးရတယ်ဒါအခွင့်ကောင်းပဲခွင့်ကောင်းတယ်တခါကျတော့မသိနိုင်တဲ့ဘဝရောက်သွားတာရှိသေးတာကိုအဲ့တော့မြတ်စွာဘုရားရဲ့သာသနာပွင့်ဖူးလို့တရားဓမ္မကိုလည်းဟောပြောနေတယ်ကိုသိချင်ရင်သိလို့ရတယ်တရားတွေကိုယ်တိုင်လည်းခံယူနိုင်တဲ့ဉာဏ်စွမ်းနေရှိတယ်အဲ့ဒါလို့အခြေအနေတွေကောင်းနေတဲ့အတန်းနဲ့ရခဲ့တဲ့လူဘဝကိုရပြီးတော့အခြေအနေတွေကောင်းနေတဲ့အတန်းနဲ့တရားဓမ္မကိုလိုက်စားမယ်လေ့လာမယ်ဆိုလို့ရှိရင်မြန်မာပြည်မှာအခြေအနေတွေအလွန်ကောင်းတာပဲဘာပဲလေ့လာခြင်းအလွယ်တကူနဲ့ရနိုင်တချို့နိုင်ငံတွေမှာဆိုတရားထိုင်ခြင်းလို့တရားဓမ္မလေ့လာခြင်းတာတောင်မှပဲစရကုန်ကြစရိတ်တွေအများကြီးရှိတယ်ကုန်ကြမှလေ့လာလို့ရတယ်ခုမြန်မာနိုင်ငံမှာဆိုတာအဲ့လိုမဟုတ်ဘူးနော်အများကြီးအခြေအနေကောင်းတွေရှိတယ်ပေါ့အဲ့ဒါလို့အခြေအနေကောင်းတွေရှိတော့စီးပွားရေးဆိုတာဘဝတိုင်းလုပ်လို့ရတယ်ဒီတရားဓမ္မရေးရဆိုတာဘဝတိုင်းလုပ်လို့မရဘူးခုလိုအခြေကောင်းမှလုပ်လို့ရတယ်ပေါ့တခြားနိုင်ငံတွေမှာကြည့်ဘုရားဘာသာမဟုတ်ပေမဲ့လို့စီးပွားရေးလုပ်လို့ရတဲ့ဟာတွေအများကြီးပဲရှိတယ်ပေါ့စီးပွားရေးဘက်ကတိုးတက်လို့ရအောင်လုပ်နိုင်သို့တော့ကိုချင်းတရားနဲ့အတိတရားရှိဖို့ဆိုတာကြတော့ဒါမျိုးအမတန်မှခရင်တယ်ဒါကြောင့်မို့လို့တို့ဘဝဟာအခုချိန်မှာဘာလုပ်ချင်တယ်လဲအကောင်းဆုံးအခွင့်အရေးဆိုတာပါလဲစီးပွားရေးကိုအခွင့်ကောင်းလို့သတ်မှတ်ရင်ဒီဘဝစာပဲဓမ္မရေးရအတိညာကိုအခွင့်ကောင်းလို့သတ်မှတ်ရင်တော့ဒီဘဝတည်းမကဘူးဘဝပေါင်းမြောက်များစွာကိုယ့်အတွက်
အခြေအနေကောင်းတွေရရှိသွားမှာအဲ့ဒါလို့စဉ်းစားဉာဏ်နဲ့တွေးလိုက်မယ်ဆိုလို့ရှိရင်အခုရထားတဲ့အခြေအနေကောင်းကြီးဟာတကယ်ကိုကောင်းနေတယ်လာတာရုံဘိုင်းငင်းဆိုတာလို့လုံးဝမဲ့လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေတို့လှုပ်ကြရမှာမလှုပ်လိုက်လို့ရှိရင်လာအမြဲတမ်းနေမှာမဟုတ်ဘူးသာသနာနဲ့ကြုံတွေ့ပြီးတော့တို့အသိဉာဏ်ရှိတဲ့ဘဝဖရာတရားတွေလေးလာလို့ရနိုင်တဲ့ဘဝလေးမှာဘာလဲဆိုတာတရားဆိုတာဘာလဲဆိုရင်တရားရဲ့အရသာတို့မြည်စမ်းပြီးတော့မကြည့်လိုက်ဘူးဆိုလို့ရှိရင်နောက်ဓာမျိုးခြုံမှုဆိုတာအများကြီးခဲရင်သွားလိုက်ဝေးသွားလိုက်အဲ့တော့ဝေးသွားမှဒါကိုသိကျင်ပါတယ်ဆိုလို့ရှိရင်အခွင့်ကောင်းဆုံးရှုံးသွားတဲ့အခါမှာပြန်ရဖို့မရှိဘူးပေါ့ဒါကြောင့်မို့လို့ပြောကြတယ်လူပညာရှိတွေကအခွင့်ကောင်းဆိုတာနှစ်ခါမလာဘူးတစ်ခါပဲလာတယ်လို့ပြောကြတယ်ဒါလည်းဟုတ်တဲ့လောက်ဟုတ်တယ်ခွင့်ကောင်းဆိုတာအမြဲတမ်းကြုံတဲ့အနေအထားမရှိဘူးဆိုပါစို့ဖရာသာသနာနဲ့ကြုံနေတယ်မြန်မာနိုင်ငံမှာလည်းလူဖြစ်တယ်တရားဓမ္မတွေအနီးမှာလည်းပဲရှိနေတယ်တိရစ္ဆာန်တကောင်ဟာကြည့်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်သူ့ဖို့မှာဖရာသာသနာကြုံသားပဲနေတာလဲဓမ္မယုံသားမှနေတယ်သို့တော့ကဲသူ့ဖို့မှာတရားသိနိုင်တဲ့အစွမ်းအင်ဟာမရှိဘူးမရှိသည့်အတွက်ကြောင့်သူ့ဖို့မှာဒါတွေကအပူဖြစ်သွားတယ်ခွင့်ကောင်းလို့မခေါ်နိုင်ဘူးအဲ့ဒါကြောင့်မလို့ဘုန်းကြီးတို့အခဏသုတ်တံကိုရှင်းပြီးတော့ဟောထားတယ်၈ယောက်နဲ့၁ယောက်ဆိုတာခွင့်ကောင်းရှိတဲ့လူက၁ယောက်တည်းပဲရှိတယ်အခွင့်ကောင်းလက်လွတ်ဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်တွေက၈ယောက်တောင်၈ဦးတောင်ရှိတယ်အဲ့တော့၈ဦးမှတဦးဒီလောက်အခွင့်ရေးနေတဲ့အခွင့်ရေးကြီးကိုတို့ရနေတယ်ရနေတာကိုဒီတန်ဖိုးရှိမရှိမစင်စားမိလို့တန်ဖိုးရှိတယ်လို့မရှိဘူးလို့တန်ဖိုးရှိတယ်လို့ထင်တဲ့အရာတွေတန်ဖိုးမရှိတဲ့အရာတွေနဲ့အချိန်ဖြုံးလိုက်မယ်ဆိုလို့ရှိရင်ဒီအခွင့်ကောင်းကိုလက်လို့ဆုံးရှုံးသွားတယ်ပေါ့ဒါကြောင့်မို့လို့ရှင်ဥပါလိကတတိပေးခဲ့တဲ့စကားလေးတစ်ခုဟာအလွန်မှတ်သားစရာကောင်းတယ်ဒါလေးကိုရှင်းဥစွာမှတ်သားကြဖို့ပေါ့နော်မာဝခဏံဝိရဒေထသူပြောတဲ့စကားပါဠိစကားမို့အခွင့်ကောင်းကြီးကိုလွဲချော်မသွားစေချမ်းနဲ့ဒါအရေးတကြီးသတိပေးလိုက်တာတဲ့ကိုအခြေအနေကောင်းတွေကိုဆုံးရှုံးမသွားစေနဲ့ကိုရထားတဲ့အခြေအနေကောင်းတွေကိုမဆုံးရှုံးစေနဲ့ဘာလို့လဲဆိုခဏလေးနဲ့ဆုံးရှုံးသွားနိုင်တယ်လူဘဝဆိုတာလေကျမ်းမာနေတုန်းပဲအလုပ်လုပ်လို့ရတယ်အသက်ရှိနေတုန်းပဲအလုပ်လုပ်လို့ရတယ်မျက်စိကောင်းနားကောင်းတုန်းပဲလုပ်လို့ရတယ်အခြေအနေဆိုတာအမြဲတမ်းကောင်းနေမှာမဟုတ်ဘူးဒါကြောင့်မို့မာဝခဏံဝိရဒေထကောင်းတဲ့ခဏလေးကိုလွဲချော်မသွားစေနဲ့ဘာဖြစ်လို့တိုက်တွန်းရတာတုံးဆိုတော့သူကဆက်ပြီးမေးရှိတယ်ခဏတိတာဟိသောဆိုရယ်အခွင့်ကောင်းတစ်ခုလက်လွတ်ဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာထာဝရပူပန်းနေရတဲ့အနေအထားမျိုးရောက်သွားနိုင်တယ်ဟုတ်တယ်ဆုံးရှုံးသွားပြီဆိုရင်ပြန်ယူလို့လည်းဘယ်လိုမှမရတော့အဲ့ဒါအတွက်တအုံတွေနေစိတ်ပူနေတာစိတ်ပူတာပဲရှိတယ်ကောင်းလာမှာတော့မဟုတ်တော့ဘူးပေါ့ခွင့်ကောင်းဆိုတာမရနိုင်ဘူးပေါ့ဒါကြောင့်မို့တိုက်တွန်းစကားပြောတယ်တဒတ်ထေဝါယမေးရထားကိုယ့်အတွက်အကောင်းဆုံးအလုပ်တွေကိုလုပ်ဖို့လိုတယ်ကိုယ့်အတွက်အကောင်းအဲ့တော့ကိုယ့်အတွက်အကောင်းဆုံးလုပ်ဆိုတာစဉ်းစားဖို့လိုတယ်မစဉ်းစားရင်တော့သူများလုပ်တာပဲလိုက်လုံးမှာပဲလောကလူတွေဆိုတာလေသူများလုပ်တဲ့လမ်းကြောင်းပေါ်ပဲလျှောက်တယ်ဥပမာမဲ့ဒီနာလက်ဖက်ရည်ဆိုင်ဖွင့်လို့ကြီးပွားတယ်ဆိုရင်လည်းငါလည်းလက်ဖက်ရည်ဆိုင်ဖွင့်အောင်မှပဲကြီးပွားအောင်သူများလုပ်တဲ့အလုပ်ကိုလိုက်လုပ်တာနော်ရှေ့ကဒီလိုလုပ်လို့ကြီးပွားသွားရင်လိုက်နေတာအဲ့ဒီလမ်းပဲလိုက်လျှောက်တယ်အဲ့တော့စဉ်းစားရမှာကိုယ့်အတွက်တကယ်အကျိုးရှိတဲ့အလုပ်လားအကျိုးရှိတယ်ဆိုတဲ့အခါမှာအတိုင်းတာတစ်ခုအထိရှိတာလားသို့တော့အတိုင်းတာမဲ့အမတန်ကြီးမားတဲ့အကျိုးရှိတာလားဒါဟာမစဉ်းစားဘဲနဲ့မနေသင့်ဘူးပေါ့စဉ်းစားတဲ့နဲ့အတိုင်းအကျိုးနှစ်ခုရွေးချယ်တဲ့အခါမှာအကျိုးရှိတယ်ဆိုတာတက္ကနာတာအကျိုးရှိတာကိုရွေးမှလားဟုတ်လားတဘဝလုံးအတွက်အကျိုးရှိတာရွေးမှလားနောက်ဆုံးတသန္တရာလုံးအတွက်အကျိုးရှိတာကိုရွေးမှလားဘဝတစ်ခုမှာအစမပြေလို့ဒုက္ခရောက်သွားတာတွေကိုမျက်စိအောက်မှာအများကြီးရှိတယ်
လူတွေလည်းရှိတယ်တိရစ္ဆာန်တွေကိုစဉ်းစားကြည့်လိုက်လူတွေရဲ့ညှဉ်းပန်းနှိပ်စက်မှုအောက်မှာတိရစ္ဆာန်လောကတိရစ္ဆာန်တွေဟာဒုက္ခရောက်နေကြပုံကိုကြည့်လေသူတို့လည်းတစ်ချိန်တစ်ခါတုန်းကဘုရားရဲ့တရားတော်ရာဆိုရင်တစ်ချိန်တစ်ခါတုန်းကသူတို့လည်းလူဖြစ်ခဲ့မှာပဲလူဖြစ်ခဲ့လို့ကံကောင်းအကြောင်းလားလို့တိရစ္ဆာန်ဘဝရောက်ရင်လူတွေရဲ့အနိုင်ကျင့်မှုကိုခံပြီးတော့နေကြအဲ့ဒီအချိန်ကျမှဒီကောင်းတဲ့အလုပ်ကိုလုပ်ချင်ပါတယ်အကျိုးရှိရာရှိကြောင်းလုပ်ချင်ပါတယ်ဆိုလို့ဘလို့မှသူတို့မှအခွင့်အရေးမရှိနိုင်ဘူးပေါ့အဲ့ဒါတွေကိုအလေးနဲ့ထားစဉ်းစားပြီးတော့ရှင်ဥပါလိကတတ္ထေဝါယမေယထားတယ်အကောင်းဆုံးအကျိုးရှိတဲ့ပုံမှာကြိုးစားအထောက်ကြပါတဲ့ခနောဝပฏิပါတိတောသင်တို့မှာလှုပ်လို့ဖြစ်တဲ့အချိန်ကြီးဟာအခုဟာအခွင့်ကောင်းကြီးရှိနေတယ်လှုပ်လို့ရလှုပ်ချင်ပေမဲ့လှုပ်မရတဲ့အခြေအနေဆိုတာရှိတယ်အများကြီးရှိတယ်လှုပ်ချင်တယ်လှုပ်လို့မရဘူးเนาะအချိန်ခါဆိုတာအများတန်းရှိနေတာမဟုတ်ဒီနေ့လူတွေပိုနားလဲပါတယ်ကိုဘလောက်လှုပ်ချင်ပေမဲ့လို့လှုပ်မရတာတွေအများကြီးရှိတယ်လေဒါအခုဟာတာမန်ကိစ္စလေးတွေပဲကိုလှုပ်ချင်တယ်မြင်တယ်စီးပွားရေးတွေမြင်တယ်ဉာဏ်နဲ့ကိစ္စတွေမြင်တယ်လှုပ်ချင်လှုပ်လို့ရလားဆိုမရတဲ့ဟာတွေအများကြီးပဲရှိတယ်အဲဒါကြောင့်မို့အချိန်ကောင်းနေတဲ့အချိန်လေးသာလှုပ်လို့ရတာဖြစ်သောကြောင့်ကိုကျိုးကိုစီးပွားကိုကြိုးစားအထောက်ပါလို့ရှင်ဥပါလိကသူကသူ့ဘဝမှာတန်တရားခရီးမှာအမှားတစ်ခုသူလုပ်ခဲ့တဲ့အတွက်ကြောင့်နှိမ့်ကြတဲ့ဘဝရောက်သွားရှာတာသူ့ဘဝလေးကအတင်းညုပ်ပြောမယ်ဆိုလို့ရှိရင်တော့သူကရှင်အာနန္ဒာတို့ရှင်ကိမိလတို့ရှင်ဗတ္တိယတို့ဆိုတဲ့တာကဝေမင်းသား6ယောက်ရဟန်းပြုတဲ့အခါမှာသူကနောက်ကလိုက်လာတဲ့လူသူကဘာလုပ်ရတာလဲဆိုတော့အဲ့ဒီမင်းသားတွေကိုသံမုတ်စိတ်ကိုပြုပြင်ပေးရတဲ့သတ္တာတိသူကအဲ့ဓမ္မအောက်တန်းကြတယ်သူတို့ခင်မှာဒီဟာသံမုတ်စိတ်ကိုပြုပြင်ပေးရတယ်လူရသွဲမခံရအောင်နေရင်လည်းအနောက်နားလေးမှာခြေရင်းနဲ့နေအပြင်မှာနေရတယ်နော်ဒီထက်တန်းကြတဲ့ပုံကိုယ်တွေနဲ့တူစပွဲမှာထိုင်ဖို့ဆိုတာအဝေးကြီးအမြဲတမ်းသူတို့ဝေယဝိဆလုပ်ပေးရတဲ့အောက်တန်းနောက်တန်းကြတဲ့အနေအထားမျိုးမှာသူနေလာတာနောက်ဆုံးကြတော့သူကသူစဉ်းစားပုံလေးကအလွန်ကောင်းတာဒီဘဝမှာမင်းသားတွေကသာသနာပေါင်းဝင်တော့မယ်ဆိုတဲ့အချိန်မှာသူတို့ရဲ့လက်ဝဲရတနာတွေသူတို့ဝတ်ဆင်လာတဲ့အဝတ်အစားတွေအကုန်လုံးထုတ်ပြီးတော့သူ့ကိုပေးခဲ့တယ်မင်းပြန်တော့တို့ကတော့ဘုန်းကြီးဝတ်တော့မယ်ဆိုပြီးတော့သူ့ကိုပစ္စည်းတွေပေးပြီးပြန်လွှတ်လိုက်တာကြည့်သူရွေးချယ်ပုံလေးကသူကဘယ်လိုစဉ်းစားတော့ဆိုရင်သူစဉ်းစားတဲ့စဉ်းစားမှုကနှစ်ချက်ရှိတယ်အကယ်၍ငါဒီအထုပ်ကြီးနဲ့ပြန်သွားလို့ရှိရင်နော်ငါဒီအထုပ်ကြီးနဲ့ပြန်သွားရင်ဒီကောင်မင်းသားတွေကိုတတ်ပြီးတော့ဒီပစ္စည်းယူလာတာလို့မတွေးကြလိမ့်မယ်ဒါတစ်ခုသူ့အတွက်အန္တရာယ်ဖြစ်နိုင်တယ်နောက်တစ်ခုကတော့ဒီမင်းသားတွေတောင်မှသူတို့စီးစိမ်ဥစ္စာချမ်းသာတွေစွန့်ငါမှဘာမှရှိတဲ့လူမဟုတ်ဘူးသူတို့ပေးထားခဲ့တဲ့ပစ္စည်းတစ်ခုဟာသူတို့ထွေးလိုက်တဲ့တွေနဲ့တူတူပဲဒါတွေကိုမမောပြီးတော့ငါကိုကျိုးကိုစီပွားကိုမလုံနိုင်ဘူးဆိုရင်ငါလူညမ်းဖြစ်တော့မှာပေါ့ဒါကြောင့်မို့လို့သူတို့ထွေးတဲ့တွေငါမထွေးဘူးသူတို့လိုချင်တဲ့မမျိုးဘူးသူတို့လိုချင်တဲ့သူတို့ပေးခဲ့တဲ့ပစ္စည်းတွေငါမလိုချင်ဘူးငါလည်းပဲသူတို့ရှာတဲ့တရားမျိုးရအောင်ရှာမယ်သူတို့တောင်ရှာရသေးတာငါလည်းရှာလို့ရအောင်မယ်ဆိုအထုပ်ကြီးတစ်ပင်ချိတ်ထားခဲ့ပြီးတော့သူလည်းလိုက်သွားနောက်ပါဟိုရောက်တဲ့အခါကျတော့မင်းသားတွေကဖះစီရောက်တော့သူလည်းနောက်ကပါလာတော့ဟာမင်းမပြန်မဲနဲ့ဘာလို့လိုက်လာလဲဆိုသူကစဉ်းစားတဲ့အကြောင်းပြောပြတာအဲ့မင်းသားတွေကလည်းသဘောထားကောင်းကြတယ်အေးဟုတ်တယ်တဲ့မင်းပြန်သွားလို့ရှိရင်တော့မင်းအသက်ခံရင်အသက်ခံမှာတဲ့ဒီအထုပ်ကြီးနဲ့အေးမင်းလိုက်လာတာကောင်းတယ်ဆိုပြီးတော့သူတို့မှန်ချတဲ့အနေနဲ့ဥပါလိကိုအရင်သင်္ကန်းဝတ်ခိုင်းမြတ်စွာဘုရားဝတ်ဖို့လျှောက်ထားတယ်မြတ်စွာဘုရားဥပါလိကိုအရင်သင်္ကန်းဝတ်ပေးလိုက်တယ်ပြီးတော့မှသူတို့ရှင်ဥပါလိကိုသင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်တူအနေနဲ့အယုသေးပြုပြီးမှသူတို့သင်္ကန်းဝတ်ကြတယ်ရှင်အာနန္ဒာတို့အဖွဲ့ပဲအဲ့ဒါတာဂဝေမင်းသား6ယောက်ရဟန်းခံတယ်ဆိုတယ်အဲ့တော့စဉ်းစားပုံလေးတွေကိုကြည့်သူကတရားဓမ္မကျင့်လိုက်တဲ့အခါကျတော့အမှန်တန်ထူးချွန်တဲ့အသိဉာဏ်တွေသူ့မှာရှိတယ်ဘဝကသာနှိမ့်ကြတာအသိဉာဏ်မနှိမ့်ကြလောကလူတွေကဘဝနှိမ့်ကြတယ်လို့အသိဉာဏ်မှာနှိမ့်ကြတယ်ရေးကြည့်တာအသိဉာဏ်မနှိမ့်ကြဖို့ရေးကြည့်တယ်ပေါ့ဘဝဆိုတာအခြေအနေပေးသလိုနေကြရတာဆိုတော့နှိမ့်ကြတဲ့ဘဝလည်းနှိမ့်ကြတာ
လောကလူတွေကပတ်စံမရှိရင်နှိမ့်ကြတယ်လို့သတ်မှတ်ကြတာလည်းရှိတာပဲမျိုးရိုးမကောင်းရင်လည်းနှိမ့်ကြတယ်လို့ပဲသတ်မှတ်ကြတယ်အဲ့တော့ပတ်စံတို့မျိုးရိုးတို့ဟာလူရဲ့အဆုံးဖြတ်မဟုတ်ဘူးလူရဲ့တန်ဖိုးမဟုတ်ဘူးလူရဲ့တန်ဖိုးဆိုတာအသိဉာဏ်ပဲပေါ့အခုအသိဉာဏ်နဲ့ကြိုးစားလိုက်တဲ့အခါရှင်ဥပါလိဟာသူကသာသနာတော်မှာပထမသံဃာနာတင်တဲ့အခါမှာဝိနည်းကျမ်းကိုဥဆောင်တင်နိုင်တဲ့ပုဂ္ဂိုလ်သူတပည့်သားမြေတွေနဲ့ထွန်းကားပြီးတော့အမှန်တန်အလေးပေးရတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်ပေါ့ဒါအောက်တန်းစားဘဝကတက်သွားတာပေါ့သူဘာလို့ဒီလိုအောက်တန်းစားဖြစ်တုံဆိုရင်သူမင်းသားဘဝတစ်ခါတော့ပိစိကဘုရားတပားကိုစော်ကားခဲ့တယ်စော်ကားမော်ကပြောခဲ့ဘူးတယ်သူကအောက်တန်းစားပုဂ္ဂိုလ်တို့ပိစိကဘုရားတို့ဘာလို့ဆိုတာသင်္ကန်းတွေဘာတွေဝတ်ထားတာကပန်းတကူသင်္ကန်းတွေဘာတွေဝတ်ထားတာဆိုတော့တောက်တောက်ပြောင်ပြောင်မဟုတ်ဘူးတောက်တောက်ပြောင်ပြောင်မဟုတ်ဘူးဖြစ်တယ်လို့ပန်းတကူသင်္ကန်းလူတကာမလို့ခြင်းတဲ့အဝတ်ကိုဆက်ချုပ်ပြီးတော့ဝတ်ထားတာဆိုတော့သူတို့စိတ်ထဲမှာတရောင်းစားလို့ထင်ချင်းထင်တာလူကလည်းအဲ့ဒါလို့တရောင်းစားကြီးပဲလို့ဆိုပြီးတော့အထင်မြင်သေးပြီးတော့ဒါမျိုးသိကြောက်ဖို့ကောင်းတယ်ပေါ့အဲ့တော့မြင်သမျှတွေပေါ်မှာကိုယ့်ရဲ့အထင်သေးအမြင်သေးတို့စော်ကားမှုတို့မပြုမိအောင်ဘသူကိုမှစော်ကားမှုမပြုအောင်တနာခြင်းတနာစော်ကားတာမျိုးမလုပ်သင့်ဘူးပေါ့နော်အဲ့တော့တကယ်ကိုသူတော်ကောင်းကိုသွားစုံစားမိတဲ့အခါကျတော့သူ့စိတ်ထားအတိုင်းပဲဘဝတွေမှာနှိမ့်ကြတဲ့ဘဝဟာကြီးပဲဖြစ်ရတယ်နောက်ဆုံးမှာရဟန္တာဖြစ်မဲ့ဘဝတောင်သူကအောက်တန်းစားမှသွားဖြစ်တာဗမာပြည်ကလူတွေကသိမသိလို့အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ဇတ်နိုင်နေတာအန်တချေပုံမထိမကန်ရတဲ့လူမျိုးတွေထိရင်တနာတယ်လို့ပြောတော့တကယ်ကိုခဏိထိရှိတာနော်ဘလောက်ခင်မိတဲ့တိုးတက်ပါတယ်ဆိုတဲ့အချိန်ရောက်တော့မှပဲဒီအန်တချေပုံတွေကလူတွေကအထိမခံဘူးအိန္ဒိယနိုင်ငံမှာအဲ့ဒီလူတွေက majority ပဲအများစုပဲဇတ်နိုင်နေအဲ့ဒါကြောင့်မလို့ဘဝဆိုတာဒီလူအတိုင်းဝိုင်းဆိုတာလည်းမတူညီကြဘူးစိတ်ထားခြင်းမတူညီကြဘူးဒါကြောင့်မို့လို့ကိုဟာအဆင့်မြင့်တဲ့ဘဝလူအထင်မသေးခံရတဲ့ဘဝဖြစ်ဖို့ဆိုတဲ့နေရာမှာကိုယ့်ရဲ့စိတ်ထားနှလုံးသားကလည်းအမှန်တမ်းအရေးကြီးတယ်လွယ်လွယ်မှာတန်တရားခရီးသွားမှာအမှားတစ်ခုလုပ်မိလို့ရှိရင်တန်တရားမှာခံရတတ်တယ်ပေါ့အဲ့တော့ဒီရှင်ဥပါလိမထေရကသူ့ရဲ့ကိုယ်တွေးကိုပြောပြပြီးတော့ဆုံးမတာတဒတ်ထေဝါယမေယာထအကျိုးရှိတဲ့အလုပ်တွေလုပ်ကြသမှာတဲ့ကိုယ့်အတွက်အကျိုးရှိတဲ့အလုပ်ကိုလုပ်စမ်းပါအကျိုးရှိဆိုတာဒီဘဝတည်းအကျိုးရှိတာမဟုတ်ဘူးတန်တရားပါအကျိုးရှိနိုင်တဲ့အလုပ်တွေလုပ်ပါလို့ဒီလိုပြောတာဘာဖြစ်လို့လုပ်ခိုင်းတာတော့ဆိုခနောပฏิပါတိတော့စီးပွားရှာလို့ရတဲ့ဘဝဆိုတာဘယ်နေရာမဆိုရှိနိုင်တယ်ဘယ်တန်တရားဘယ်ဘဝမျိုးမှဆိုလူဘဝရရင်စီးပွားရှာလို့ရနိုင်တဲ့အခြေအနေတွေရှိတယ်တရားဓမ္မကိုနှလုံးသွင်းခွင့်ကျင့်ဆောင်ခွင့်ဆိုတဲ့အခွင့်အရေးကြတော့နေရာတိုင်းမရဘူးအချိန်တိုင်းလည်းမရဘူးခေတ်တိုင်းလည်းမရနိုင်ဘူးဟောဒါကြောင့်မို့လို့နောက်ဆုံးမှာကုံကိုပြောလို့ရှိရင်အသိဉာဏ်ရှိတဲ့ဘဝရအောင်ကြိုးစားသမှာလို့ပြောရမှာဘာလို့လဲဆိုရင်လောကလူတွေကယရနာလို့သတ်မှတ်ပြီးတော့ရှာဖွေတာဘာတွေတုံးဆိုတော့စိတ်တို့များတို့ကြောက်တို့ပရမညာတို့ဒါတွေကိုယရနာလို့သတ်မှတ်တာမြတ်စွာဘုရားကတော့ယရနာလို့အဲ့ဒါတွေကိုမသတ်မှတ်ဘူးဒါလူဝါဟာရအနေနဲ့ခေါ်ခြင်းခေါ်ဖို့ယရနာမြတ်စွာဘုရားကအေးယရနာအစစ်ဆိုတာအဲ့ဒီစိတ်နေရွှေတွေပရမညာတွေမဟုတ်ဘူးတဲ့ပညာနရဏံယတနာအသိပညာသာလူရဲ့ယရနာလို့ဆိုလို့တယ်ဟိုဟာတွေကကိုကခဏတစ်ပြုတ်ပဲပိုင်ဆိုင်ခွင့်ရှိတာလေဗမာပြည်မှာလည်းစဉ်းစားကြည့်ရင်သိပါတယ်ယရနာကုံတယ်တွေဟုတ်လားနောက်ဆုံးသေတော့ပြစ်ထားခဲ့ရတာတို့ယရနာတွေအလူခံလဲရတာတို့အသက်ခံလဲရတာတို့ ਨੇ ဒီယရနာအကြောင်းပြုပြီးတော့ဒုက္ခရောက်တာတွေအများကြီးပဲလေအများကြီးပဲတကယ်တော့ကိုပိုင်နေဆိုင်နေဆိုတာခဏတစ်ပြုတ်ပဲမပိုင်မဆိုင်တာတွေအများကြီးဖြစ်သွားတယ်။ဟောတကယ်ထာဝရပိုင်လို့ရတဲ့ပိုင်ဆိုင်မှုကဘာလို့ဆိုအသိပညာဒါကြောင့်မို့လို့မြတ်စွာဘုရားကတကယ်အစစ်မှန်ပညာနရဏံရတနာပညာသီးသာလင်လူသားတွေအတွက်ယရနာဖြစ်ပါတယ်။ကျန်တာတွေကယရနာလို့ခေါ်တာနေကြတာတစ်သက်လုံးလည်းပိုင်လို့ရတာမဟုတ်ဘူးတစ်သက်လုံးကောင်းကျိုးကြီးပေးတာလည်းမဟုတ်ဘူးတကယ်ပညာဆိုတာကြတော့ကိုယ့်အတွက်ကောင်းကျိုးချမ်းသာပေးတယ်
ပညာဆိုတာပါလေလှုပ်တဲ့နာမလှုပ်တဲ့နာခွဲခြားသိတယ်အကြောင်းအကျိုးအကောင်းဆိုးခွဲခြားသိတယ်အခွင့်ကောင်းကြုံတယ်မကြုံဘူးခွင့်ကောင်းရှိတယ်ဘာလှုပ်တဲ့နယ်ဆိုတာသိတဲ့ပညာဟာသာလင်တကယ်ယရဏအစစ်ပါအဲ့ဒီယရဏကိုသာပိုင်ဆိုင်မှုကြိုးစားရမှာတဲ့ခိုးပိုင်ယရဏတွေကိုပိုင်ဆိုင်ရင်ခဏပဲပိုင်မှာတဲ့ပိုင်ုံနေမကောက်ကိုဒုက္ခပေးသေးတယ်အဲ့ဒီယရဏတွေကဒါမို့ကိုယ်တိုင်ပိုင်အောင်ကြိုးစားရမှာတော့ပညာတည်းဟူသောယရဏပဲလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါလို့အခွင့်ကောင်းဆိုတာဒီသူ့ဟာသူအခွင့်ဆိုတာလာတာပဲလာတဲ့အချိန်လေးမှာအသုံးချလိုက်မှအသုံးမချဘူးဆိုရင်မရလိုက်ဘူးပဲဘုန်းကြီးတို့တွေအခွင့်ကောင်းကောင်းနေတဲ့အချိန်မှာဥမာမဲ့သာသနာအခုထွန်းနေတယ်တရားဓမ္မတွေပွင့်လင်းနေတယ်ဟောကြားနေအေးတခြားကိစ္စဝိစ္စတွေနဲ့လှည့်မကြည့်အောင်တရားဆိုတာလည်းဘာမှမသိဘူးစိတ်မဝင်စားဘူးအလုံးနဲ့ပဲနေစဉ်ရှုပ်နေတယ်ဆိုတော့ဒီအခွင့်ကောင်းကြီးကဒီတိုင်းနေမှာမဟုတ်ဘူးကိုယ့်ဘက်ကလည်းဆုံးရှုံးသွားနိုင်တယ်ဒီအခြေအနေကောင်းကြီးကလည်းပဲဏီကုန်းချုပ်သွားနိုင်တယ်ပေါ့အဲ့ဒီနှစ်ခုစလုံးကိုယ့်ဘက်ကလည်းဏီကုန်းချုပ်တယ်အခြေအနေကောင်းကလည်းဏီကုန်းချုပ်သွားတယ်ဆိုတော့မှကိုယ်ဘာမှမရလိုက်တဲ့အခါကျတော့မှဒါမျိုးပြန်ရကြမှာတယ်ဆိုလို့မရတော့ဘူးပေါ့ဒီလိုဆိုလိုတာပေါ့အဲ့တော့ဘဝတစ်ခုဘုန်းကြီးတို့တွေရလာပြီဆိုလို့ရှိရင်ပညာဟာလူသားတို့ရဲ့ယရဏဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားဟောထားတဲ့သုတ်တန်တစ်ခုမြတ်စွာဘုရားကလူဖြစ်လာလို့ရှိရင်ဒီမျက်စိနှစ်ဖက်ကန်းနေတဲ့ပုဂ္ဂိုလ်တယောက်ကိုဒုက္ခိတလို့ခေါ်တယ်လို့လူဖြစ်လာပြီးတော့ဘာမှမသိတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်သင့်ဘူးတဲ့နော်လောကကြီးမှာဒီ population တစ်ခုကိုသူကခွဲကြည့်လိုက်မယ်ဆိုရင်လူဦးရေကိုပိုင်းခြားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဘာမှမသိတဲ့လူဒန်းစားတစ်ခုရှိတယ်လူတွေထဲမှာဘာမှမသိဘူးဘာမှမသိဘူးဆိုတာဘာပြောတာတော့ဆိုတာစီးပွားရေးလည်းမသိဘူးကုသိုလ်ရေးလည်းမသိဘူးစီးပွားရေးအကြောင်းဆိုတာလည်းမလုပ်တတ်ဘူးကုသိုလ်ရေးအကြောင်းဆိုတာလည်းမလုပ်တတ်လောကလူတွေအများကြီးပါစီးပွားမလုပ်တတ်လို့သူများဝန်တန်းလုပ်နေတာတွေလည်းအများကြီးရှိတာပဲလေနော်စီးပွားဆိုတာမလုပ်တတ်ဘူးလေမလုပ်တတ်တာအဲ့ဒါဘယ်လိုလုပ်ရင်လူတိုင်းစီးပွားလုပ်တတ်တာမဟုတ်ဘူးအဲ့တော့စီးပွားရေးမျက်စိဆိုတာမရှိဘူးပညာရေးမျက်စိဆိုတာမရှိဘူးကုသိုလ်ရေးမျက်စိဆိုတာမရှိဘူးမရှိလို့ရှိရင်ဒါမျက်လုံးနှစ်ဖက်ကန်းနေတာနဲ့တူတယ်လို့ဒီလိုဟောတာနောက်တစ်ခုကျတော့တချို့ကမျက်စိတစ်လုံးပဲရှိတယ်တစ်ဖက်ပဲရှိတယ်နှစ်ဖက်မပြည့်စုံတစ်ဖက်သာရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ကစီးပွားရေးတက်တာရှာတယ်ကိုချင်းတရားနဲ့ပတ်သက်ပြီးတော့မျက်ကွယ်ပြုတ်ထားတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုတစ်ဖက်မြင်ပုဂ္ဂိုလ်လို့ခေါ်တယ်အဲ့ဒီတစ်ဖက်မြင်ပုဂ္ဂိုလ်ကအလွန်ကြောက်စရာကောင်းတယ်မြတ်စွာဘုရားကဟောတာစီးပွားရေးမျက်စိသာရှိပြီးတော့ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိမရှိဘူးဆိုလို့ရှိရင်ပတ်စံရပြီးရောစီးပွားဖြစ်ပြီးရောလှုပ်ချင်တာတွေအကုန်လုပ်တယ်နော်ဘာပဲဖြစ်ဖြစ်လုပ်တယ်အကောင်းလည်းလုပ်တယ်ဘိုင်ဟုဘိုင် group ဆိုတာဟိုတရားတဲ့နေရောမတရားတဲ့နေရောပတ်စံရရင်ပြီးရောစီးပွားဖြစ်ဖို့တခုတည်းပဲကြည့်တယ်ကိုချင်းတရားပြက်မပြက်ဘယ်သူတွေဘာဖြစ်ဆိုတဲ့ကိုရရင်ပြီးရောဘယ်သူသေးငတေမာဆိုတာအဲ့ဒါမျက်စိတစ်ဖက်တည်းရှိတဲ့ပုဂ္ဂိုလ်မျိုးစဉ်းစားတာနော်ကိုရရင်ပြီးရောဆိုတဲ့ပုဂ္ဂိုလ်တွေကြတော့ကြည့်ဒီဘဝမှာသူလှုပ်လို့ကြိုးစားအထုတ်လာလို့ပတ်စံတော့စုမိကောင်းစုမိလိမ့်မယ်ရကြင်လည်းရလာလိမ့်မယ်စီးပွားကိုတရားတဲ့နည်းနဲ့ရောမတရားတဲ့နည်းနဲ့ရောရှားလာတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာနောက်ဆုံးအချိန်တစ်ခုရောက်လာတဲ့အခါမှာဒုက္ခနဲ့ပဲအဆုံးသတ်သွားကြတယ်ကိုချင်းတရားပြက်ပြားဒုက္ခနဲ့ပဲအဆုံးသတ်တယ်တည်တဲ့အခါမှာလည်းပဲနောက်ဘဝလည်းပဲအကောင်းမဖြစ်တော့ဘူးအဲ့ဒီပုဂ္ဂိုလ်ဟာဒီဘဝရှာထားတဲ့စည်းစိမ်ဥစ္စာဟာနောက်ဘဝမှာယူသွားလို့ရတာမှမဟုတ်တာဟုတ်ပစ္စည်းဥစ္စာဆိုတာအတိုင်းအတာတစ်ခုအတွက်ပဲအကန့်အသတ်ကလေးနဲ့ပဲသုံးလို့ရတာဒီဘဝရှားဝေစုဆောင်းပြီးနောက်ဘဝထိမပါဘူးစီးပွားသက်သက်လုပ်တယ်ကုသိုလ်ကောင်းမှုမလုပ်ခဲ့သည့်အတွက်ကြောင့်ကောင်းရဘဝဆိုတာမျှော်လင့်ချက်မရှိဘူးဟောအဲ့ဒီလိုဘဝမျိုးရောက်သွားရင်ဒါမျက်စိတစ်ဖက်သာရှိတဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်ဒါကြောင့်မို့လူဖြစ်လာလို့ရှိရင် ideal person ဆိုတာထူးခြားတဲ့ perfect man ပေါ့ ideal person ဖြစ်ဖို့လိုတယ် ideal person ဆိုတာမျက်စိနှလုံးပြည့်စုံလူဆိုတာမျက်စိနှလုံးရှိတယ်လို့အမြင်နှစ်ဖက်ရှိရမယ်လို့ဒီလိုပြောတယ်အမြင်နှမျိုးဆိုတာဘာလို့စီးပွားလဲရှာတတ်ရမယ်
ဒီကိုချင်းတရားဘက်ကလည်းပဲလက်မလွတ်စေရနှစ်ဖက်ညှိပြီးဆောင်ရွက်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဆိုလိုတာကတစ်ဖက်ကစီးပွားရေးလည်းလုပ်တယ်တစ်ဖက်ကကုသိုလ်ရေးလည်းလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဒီဘဝလည်းကောင်းတော့ဘဝလည်းကောင်းတစ်ဖက်စလုံးကောင်းတယ်ဒါကြောင့်မို့မြတ်စွာဘုရားကတတိပေးထားတာသုတ်တန်တစ်ခုမှာမင်းတို့အန္တဆိုတဲ့ပုဂ္ဂိုလ်နှစ်ဖက်ကမ်းပုဂ္ဂိုလ်လည်းမဖြစ်စေနဲ့တစ်ဖက်မြင်ပုဂ္ဂိုလ်လည်းမဖြစ်စေနဲ့လူဘဝရောက်လာလို့ရှိရင်နှစ်ဖက်မြင်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားကြလို့မြတ်စွာဘုရားဟောတယ်ဒါလည်းဘုရားရဲ့အဆုံးအမဩဝါဒတစ်ခုပဲလူလောကမှာဒါလည်းအရေးကြီးတဲ့ကိစ္စတစ်ခုပေါ့နော်အဲ့တော့နောက်တစ်ခုပညာရှိတွေအနေနဲ့ဘုန်းကြီးတို့တွေအခုလိုလူဘဝသိဉာဏ်ရှိတဲ့ဘဝမျိုးမှာလူဖြစ်လာပြီဆိုတဲ့အခါမှာဘာတွေလုပ်သင့်တာလဲနော်လောကကြီးမှာအခုလိုလူဖြစ်လာတဲ့အချိန်လေးမှာဘာတွေလုပ်သင့်တယ်လဲကောင်းကျိုးချမ်းသာတွေရအောင်လူတိုင်းဟာချမ်းသာခြင်းနဲ့ကောင်းကျိုးချမ်းသာရခြင်းနဲ့တို့တော့ကောင်းကျိုးချမ်းသာရခြင်းရဲ့အကြောင်းတရားကြတော့လူတိုင်းမသိဘူးရလာတာကိုတော့ကြီးပွားတိုးတက်လာရင်လူတွေသိတယ်ဘာကြောင့်ကြီးပွားတိုးတက်တယ်ဆိုတဲ့အခြေအနေအစစ်မှန်ကိုမသိဘူးတခါတလေကျတော့အပေါ်ယံလေးကိုကြည့်ပြီးတော့လူတွေကဆုံးဖြတ်ကြတယ်ပေါ့ဘာကြောင့်ရတယ်ဘာကြောင့်ရတယ်ဆိုခုခေတ်စီးပွားဖြစ်နေတဲ့ပုဂ္ဂိုလ်တွေဟုတ်လားဘာကြောင့်ရတယ်ဆိုတာအမျိုးမျိုးပြောကြတယ်ပေါ့တကယ်စစ်မှန်တဲ့နည်းနဲ့လူဘဝတစ်ခုမှာပြည့်စုံတိုးတက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရဖို့ခိုင်မာဖို့ဆိုတာကြတော့ဘာလို့အပ်တယ်လဲဆိုတာကိုမြတ်စွာဘုရားဟောထားတာရှိတယ်တကယ်လေကြည့်မယ်ဆိုရင်အမတမမှန်ကန်တယ်လို့ပြောရမယ်အဲ့ဒါကိုအထဒွါရဒီလိုသုံးတာတယ်ကောင်းကျိုးချမ်းသာတွေရဲ့ဝင်ပေါက်တကားကြီးတွေလို့ဆိုလို့နော် gate for prosperity ပေါ့ကြီးပွားတိုးတက်ခြင်းရဲ့ gate ကြီးတွေပေါ့ဒီလိုဆိုလို့တာ gate ဝါကြီးတွေကြီးပွားတိုးတက်နိုင်တယ်လူဘဝရလာပြီဆိုရင်ကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းတရား gate ဝါကြီးတွေတကားပေါက်ကြီးတွေပေါ့အဲ့ဒီကြီးပွားတိုးတက်နိုင်တဲ့အကြောင်းတရား6မျိုးရှိတယ်ကိုယ့်ကိုယ်လည်းစဉ်းစားကြည့်ပေါ့ဒီ6မျိုးကိုရအောင်ဖန်တီးရနံပါတ်1ကဘာလို့ဆိုအာရောကြကျမ်းမာခြင်းနဲ့ကိုကျမ်းမာရမယ်စိတ်ကျမ်းမာရမယ်ကျမ်းမာတဲ့ဆိုတာနှစ်ခုရှိတယ်ကာယကျမ်းမာရေးနဲ့စိတ်ဓာတ်ကျမ်းမာရေးကျမ်းမာရေးနဲ့ပြည့်စုံဖို့လိုတယ်လူဘဝရောက်လာပြီဆိုရင်ကျမ်းမာရေးနဲ့ပြည့်စုံအောင်လုပ်ရမယ်ဒါကံမကောင်းအကြောင်းမလားလို့ယောဂါတွေဖြစ်ပြီးတော့ဒီပြန်ပြီးကျမ်းမာနိုင်တဲ့ယောဂမျိုးမဟုတ်ဘဲနဲ့ကုလို့မရတဲ့ယောဂမျိုးနဲ့ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တော့ရှိတာသို့တော့အနေထိုင်စားသမတလို့ကျမ်းမာရေးချို့တဲ့သွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတယ်ပင်ကိုယ်ကကျမ်းမာရဲ့တန်းနဲ့အနေထိုင်စားတော့မတက်လို့မကျမ်းမာမှာဖြစ်သွားတယ်မကျမ်းမာမှာဖြစ်သွားရင်အားလုံးဆုံးရှုံးသွားပြီလို့သာမှတ်ပြီနော်တချို့ကထင်ကောင်းထင်လိုက်မယ်ပတ်စံရှိစိတ်ကူရတယ်လို့ထင်ကောင်းထင်လိုက်မယ်ကုမရတဲ့အနေအထားမျိုး incurable တွေရှိတယ်ပေါ့အဲ့ဒါကြောင့်မို့လို့နံပါတ်1အရေးကြီးဆုံးခရူးဆိုင်ရမှာကိုယ့်ကိုကျမ်းမာရေးခရူးဆိုင်ရမယ်လို့ဒီလိုပြောတယ်ကိုကျမ်းမာရမယ်စိတ်ကျမ်းမာရမယ်နှစ်ခုစလုံးကိုခရူးဆိုင်ရမယ်ကိုကျမ်းမာဖို့အတွက်じゃကာယ exercise လုပ်တာတို့နော် body physical exercise လုပ်တာတို့နောက်ပြီးတော့မတည့်တဲ့အစာအစာမစားဘူးတို့ကိုယ်နဲ့တညက်တဲ့အစာအစာစားတယ်မလောလီဘူးကိုယ်စိတ်ကိုထိမ့်ချုပ်တယ်ကျမ်းမာအောင်နေတယ်ကျမ်းမာအောင်ဝတ်တယ်ကျမ်းမာအောင်စားတယ်ဟောတာကာယကျမ်းမာရေးအတွက်အထောက်အကူဖြစ်တယ်ဒါလူတိုင်းကျမ်းမာရေးလိုက်စားတဲ့ပုဂ္ဂိုလ်တိုင်းသိတယ်ဒီဟာဖះဟောတာလည်းဒါပဲဟောမှာပဲနော်နောက်စိတ်ကျမ်းမာဖို့ကြတော့ဘာလုပ်ဖို့လိုလဲဆိုလောကလူတွေကစိတ်မကျမ်းမာမှာဘာကြောင့်ဖြစ်တာတုံးဆိုရင်လောဘတွေလွှမ်းမိုးမယ်ဒေါသတွေလွှမ်းမိုးမယ်မောဟတွေလွှမ်းမိုးမယ်ဆိုရင်စိတ်မကျမ်းမာမှာတာတွေဖြစ်လာတယ်ဒါကြောင့်မို့လို့ကိုယ်တဏ္ဍမှာလောဘတွေကိုများများအဖြစ်မခံရဘူးဒေါသတွေကိုများများအဖြစ်မခံဖြစ်လာလို့ရှိရင်ဒါတွေကမကောင်းဘူးလို့စိတ်ရဲ့ကျမ်းမာရေးကိုထိခိုက်တဲ့အရာတွေပဲလို့ဆိုပြီးတော့စိတ်ကျမ်းမာမှုကိုကြိုးစားအထောက်ပြရစိတ်ကျမ်းမာတယ်စိတ်ချမ်းသာအောင်နေတယ်စိတ်ကျမ်းမာတယ်နော်စိတ်တောကတွေကိုလျှော့ချတယ်ဆိုတာတရားဓမ္မကိုနှလုံးသွင်းခြင်းဖြင့်လျှော့ချလို့ရတယ်အဲ့ဒီလိုနည်းနဲ့ကိုကျမ်းမာအောင်စိတ်ကျမ်းမာအောင်နေရမယ်လို့ဒီလိုပြောတာ
ခုခေတ်စိတ်မချမ်းမဘူးစိတ်ယောဂါတို့ဆိုတာတစ်မျိုးเนาะအခုဒီစိတ်ယောဂါဆိုတာဒီလောဘဒေါသမောဟဖြစ်တာတွေကိုလျှော့ချဖို့ပြောတာเนาะအဲ့တော့စိတ်ချမ်းသာသွားပြီကျမ်းမာရေးကောင်းတယ်ကျမ်းမာရေးကောင်းတာဟာအလုံးအတွက်အခွင့်အလမ်းကြီးတစ်ခုပဲကိုကျမ်းမာတယ်ဆိုလို့ရှိရင်အလုံးအတွက်အခွင့်အလမ်းကြီးပဲစီးပွားလုံးမလားပညာရှာမလားတရားကျင့်မလားဟောဘယ်ဟာအတွက်ဖြစ်ဖြစ်အကုန်လုံးအဆင့်သင်းဖြစ်တယ်မကျမ်းမာဘူးဆိုရင်အဲ့ဒီကိစ္စတွေအကုန်ဆုံးရှုံးသွားမယ်ဘာတစ်ခုမှလုံးလို့မရတဲ့အခြေအနေမျိုးရောက်သွားနိုင်တယ်ဒါမှမဟုတ်နံပါတ်1ဒီကြီးပွားတိုးတက်ဖို့ရာအတွက်ကောင်းကျိုးချမ်းသာတွေရဖို့ရာအတွက်ခိတ်ဝါကြီးတစ်ခုဟာကျမ်းမာမှုပဲတဲ့နံပါတ်1ကဒါဟုတ်တာပဲဒါအရေးကြီးတဲ့ကျမ်းမာမှုတစ်ခုပဲကျမ်းမာမှုဒါမို့ရသော်ဘုရားဟောထားတာရှိတယ်လေအာရောကြပရမလာဘာဆိုတာလောကမှာရတာစိတ်နေရွှေတွေငွေတွေရတယ်စီးပွားပစ္စည်းတွေရတယ်ဘာတွေရကျမ်းမာတဲ့ပုဂ္ဂိုလ်ကသာခံစားနိုင်တာမကျမ်းမာတဲ့ပုဂ္ဂိုလ်ကခံစားနိုင်ဘူးခံစားနိုင်ဘူးကျမ်းမာမှဒါတွေရဲ့အဓိပ္ပာယ်ရှိတယ်လေဟိုအိမ်မောမဆင်းနိုင်အောင်လုပ်ရင်မော်ရမြင့်ကားကြီး तू ပိုင်လဲ तू စီးရမှာမဟုတ်တာသိပြီးတော့နော်ဘာတွေလာခဲ့ तू သုံးလို့မှမရတာကျမ်းမာမကျမ်းမာတာဟိုဒီလိုပဲဖြစ်မှာပဲပေါ့ဒါကြောင့်မို့လို့ကျမ်းမာမှုဟာနံပါတ်1အရေးကြီးဆုံးပဲတဲ့ကျမ်းမာတဲ့နောက်မှာဘာလုပ်ရမလဲလို့ဆိုကိုချင်းတရားကောင်းဖို့လိုတယ်ကိုချင်းတရားကိုလျှော့ပြီးတော့မတွက်ရဘူးကိုချင်းတရားကောင်းမွန်ခြင်းသည်ကျမ်းမာရေးအတွက်လည်းအထောက်အကူဖြစ်တယ်နောက်ဘဝဆက်တိုင်းမှာလည်းပဲကောင်းကျိုးချမ်းသာတွေရဖို့အတွက်အထောက်အကူဖြစ်တယ်နှစ်ဖက်စလုံးအကျိုးရှိတယ်ဆိုကိုချင်းတရားဆိုတဲ့နေရာမှာမလုတ်တင်တာကိုမလုတ်ဖို့လုတ်တင်တာကိုလုတ်ဖို့ဒါကိုချင်းတရားပဲစာရိတ္တသီလနဲ့ဝါရိတ္တသီလလို့နှမျိုးရှိတယ်ဝါရိတ္တဆိုတာမလုတ်ရဘူးလို့သတ်မှတ်ထားတဲ့ဟာမလုတ်ရဘူးလို့သတ်မှတ်ထားတာဘာတော့ဆိုဥပမာမယ်မီးနဲ့ဥပမာတူတယ်မီးကိုမကန်ရဘူးလို့အလုံးသိကြတယ်ကန်ရင်ဘာဖြစ်တုံဆိုကန်ရင်ပူမှလောင်မှပေါ့ဒါပဲပေါ့မလုတ်ရဘူးဆိုတာလှုပ်လို့ရှိရင်ကိုယ်မှထိခိုက်မှာပဲဒါပဲနော်လျှက်စစ်မီးချိုးသွားမကန်နဲ့ကန်လို့ရှိရင်တက်လိုက်မယ်ဒုက္ခရောက်မယ်အဲ့ဒါလိုပဲဝါရိတ္တသီလဆိုတာဒါမလုတ်ရဘူးလို့မလုတ်ရဘူးလို့ဆိုတာပြဉ္ညာချက်ကြီးတစ်ခုမဟုတ်ဘူးပြဉ္ညာချက်ကြီးတစ်ခုမဟုတ်ဘူးဒါလို့ရင်တုံ့ပြန်မှုကဒုက္ခအဲ့ဒါကြောင့်ပြန်ပြောတာတဘာဝအတိုင်း၅ပါးသီလဆိုတာမြတ်စွာဘုရားလိတ်တောင်းလှုပ်ထားတာမဟုတ်ဘူးဘုရားသခင်ရဲ့ပြဉ္ညာချက်မဟုတ်ဘူး၅ပါးသီလနော်လှုပ်ရင်ဒီလိုအပြစ်တွေကိုဖြစ်လာနိုင်လို့ဒီတတိပေးတာပဲရှိတယ်အခုလျှက်စစ်နာမှာဆိုပြောတယ်မဟုတ်လား dangerous လို့ပြောထားတာရေးထားတာလေအန္တရာယ်လို့ရေးထားလို့ရှင်မရှောင်ဘူးဆိုရင်ဒီခံရမှာပဲလေဒါဝါရိတ္တသီလရဲ့အဓိပ္ပာယ်ကဒါ dangerous လို့ရေးထားတဲ့အဓိပ္ပာယ်ပဲသူကပါဏာတိပါဒအရိဏရဏကာမိတုမိစ္ဆာစရမုဒ္ဒဝါရမုဒ္ဒဝါရနော်သူရမေရယဆိုဒါတွေကိုမလုံးနဲ့ဒါတွေက dangerous ပဲတုံ့ပြန်လာရင်ခံရမယ်လို့ဒီလိုပြောတာနော်ဒါတချို့ကဘုရားသီငါးပါးသီလဘုရားမဟောပါဘူးလို့ဘာလို့ဒီလိုတွေလျှောက်ပြောတဲ့လူလည်းရှိတာပဲနော်ငါးပါးသီလမလုံလဲတပါးလောက်လုံလဲရတယ်တို့ဘာလို့ဘယ်ဟာမှနားမယောင်နေနဲ့ဒါတွေက dangerous ပဲနော်မြတ်စွာဘုရားကဒီ dangerous လို့စာရန်ထုတ်ပေးထားတဲ့သဘောပဲတဘာဝကိုတုံ့ပြန်မှာနော်တဘာဝကိုတုံ့ပြန်တာစာရိတ္တသီလဆိုတာကျတော့လှုပ်တဲ့လှုပ်ထိုက်တာလောကမှာလှုပ်တဲ့လှုပ်ထိုက်တယ်ဆိုတာမိဘတွေကိုစောင့်ရှောက်ရမယ်ဆွေမျိုးသားချင်းတွေကိုစောင့်ရှောက်ရမယ်မိတ်ဆွေသင်္ကားတွေကိုစောင့်ရှောက်ရမယ်လောကမှာလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေကိုလုပ်တယ်ဒါစာရိတ္တသီလဒါမို့ဝါရိတ္တလည်းရှိရမယ်စာရိတ္တလည်းရှိရမယ်ဒီနှစ်ခုစလုံးအဲ့ဒါလို့ကိုချင်းတရားကောင်းမွန်အောင်ကိုယ့်ကိုကြိုးစားအထောက်အောင်အဲ့ဒီမှာနောက်ထပ်ကြီးပွားတိုးတက်ရေးအတွက်ဘာလို့တော့ဆိုလောကမှာပညာရှိတွေဆိုတာရှိတယ်လူအတိုင်းဝိုင်းထဲမှာနော်ဥဆောင်တဲ့ပညာရှိတွေရှိတယ်လူကြီးသူမတွေရှိတယ်မိသားစုထဲမှာဆိုရင်အတွေ့အကြုံရင့်ကျက်တဲ့အမေတို့အဖေတို့အဖိုးတို့ဖွားတို့ဆိုတာတွေရှိတယ်သူတို့ရဲ့ဆုံးမစကားမှတ်သားနိုင်ယူသင့်တယ်ပေါ့သူတို့ရဲ့အတွေ့အကြုံတွေဆုံးမဒါတွေကကိုယ့်အကိုစဉ်းစားဖို့ပြောတာစဉ်းစားရမယ်ဆုံးမဩဝါဒဆိုတာ instruction ဆိုတာဘယ်နေရာမှာဆိုရှိတာလဲ instruction မရှိဘဲနဲ့လှုပ်လို့ရင်အကုန်လွဲချော်နိုင်တာပေါ့ဒါကြောင့်မို့
အမေကဆုံးမတာပဲဖြစ်ဖြစ်အဖေကဆုံးမတာပဲဖြစ်ဖြစ်ပညာရှိတွေကဆုံးမတာပဲဖြစ်ဖြစ်စာပေကရတဲ့ဆုံးမဩဝါဒပဲဖြစ်ဖြစ်ဘယ်ဆုံးမဩဝါဒဒါမှမဟုတ်လူတွေကတချို့ကြဲကြဲပြန့်ပြန့်ယူကြတယ်လေမြင်ဆရာတဲ့ကြားဆရာတဲ့နော်ကိုမြင်တဲ့ပုံမှာသင်္ကန်းစာယူမယ်ကြားတဲ့ပုံမှာသင်္ကန်းစာယူမယ်အဲ့ဒီလိုဆုံးမဩဝါဒတွေဟာလေလိုအပ်တယ်တဲ့လောကမှာကြီးပွားတိုးတက်ဖို့အတွက်နောက်တစ်ခုကြတော့ဘာလို့ဆိုတုတ္တခုနကပညာရှိတွေရဲ့အဆုံးအမတုတ္တဆိုတာမိမိကိုယ်တိုင်အကြမ်းမြင်ဘုဒ္ဓတာကိုစီးပူးအထောက်အောင်လောကမှာအကျိုးရှိအောင်နောက်ဆုံးအောက်တစ်ဆုံးကဈေးအယောင်းဝယ်လုပ်တာတို့မန်နေချင်းပညာတို့ဘာပဲဖြစ်ဖြစ်ပေါ့ business နဲ့ပတ်သက်တဲ့ပညာတို့ကွန်ပျူတာပညာတို့စသဖြင့်ပေါ့ပညာရက်တွေပေါ့ဘုဒ္ဓတာဆိုတာအကုန်လုံးစီးပူးအထောက်ရတယ်တဲ့ဒါလည်းပဲကြီးပွားတိုးတက်ခြင်းအကြောင်းတစ်ခုပဲဟောနောက်တစ်ခုကျတော့ဘာတော့ဆိုလို့ရှိရင်ဓမ္မကိုကျင့်သုံးရမယ်ဒါတော့လက်တွေ့လုပ်ဖို့လိုတယ်ဓမ္မကျင့်သုံးတယ်ဆိုတာဘာလဲဆိုရင်သူစရိုက်တရားတွေကိုဆောင်ရွက်ပြီးတော့ဒုစရိုက်တရားတွေကိုရှောင်တာဟာဒါဓမ္မကိုကျင့်သုံးတာလောကလူတွေကိုယ့်အကိုကျင့်သုံးလို့ရတာဘာတော့ဆိုလို့ရှိရင်ဒီစိတ်အတွေးနဲ့ပတ်သက်ပြီးတော့သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့လောဘနဲ့အတွေးမျိုးတွေမတွေးရဘူးသူများကိုပျက်စီးပါစေဒီလူဟာဆုတ်ယုတ်နစ်နာသွားပါစေဒုက္ခရောက်သွားပါစေဆိုတဲ့ဒေါသနဲ့အတွေးတွေမတွေးရဘူးကံကံကြီးအကျိုးကိုညှင်းပယ်တဲ့အမြင်တွေမမြင်ရဘူးအဲ့ဒါဟာဒါမှန်ကန်တဲ့အတွေးလို့မနောကံဘက်ကဆိုင်ရာသူစရိုက်တရားလို့ခေါ်တယ်နှုတ်နဲ့ပတ်သက်လာလို့ရှိရင်ဒီလိမ်မပြောရဘူးမှန်တာပဲပြောရမယ်နော်တချို့ကမှန်တာပြောတာကိုဝန်လေးတတ်တယ်မှန်တာပြောတယ်ဆိုတဲ့နေရာမှာဘာကိုပြောတာတုံးဆိုလူတစ်ဖက်သားတစ်ယောက်ဒုက္ခရောက်အောင်ရုံးပြင်ကဏ္ဍတက်ပြီးတော့ဒီလူမဟုတ်တာကိုဟုတ်တယ်ဟုတ်တာကိုမဟုတ်ဘူးလို့တက်တည်လိုက်တာမျိုးဆိုလို့တယ်ပို့ပြီးတော့အရေးကြီးတာကနော်ဥပမာကြောက်လို့လှီလွဲပြောတာတို့ဒါမျိုးတွေကိုပြောတာမဟုတ်ဘူးမုဒ္ဒဝါဒဆိုတာပြစ်ကြီးတဲ့မုဒ္ဒဝါဒလူတယောက်ကိုဒုက္ခရောက်တော့အောင်မဟုတ်တန်တရားတွေကိုလိမ်လည်ပြီးတော့ပြောတာမျိုးထွက်ဆိုတာမျိုးအဲ့ဒါကိုပို့ပြီးတော့ပြစ်ကြီးတယ်လို့ဒီလိုပြောတာနော်မုဒ္ဒဝါဒအဲ့ဒါမျိုးမလုပ်ဘဲနဲ့မှန်တာကိုပြောရမယ်နောက်ပြီးတော့လူသားအချင်းချင်းကိုပတ်ဝန်းကျင်အချင်းချင်းမိတ်ဆွေတွေကအချင်းချင်းမှာတဦးနဲ့တူမတက်အောင်မလုပ်ရဘူးတက်အောင်သာပြောရမယ်